နိုင်ပွဲအတွက်ကိုယ်မှန်ကြီးလေးဟုတ်ကျေးဇူးပါဒါဒီနေ့နိုင်ပွဲမှာပြန်ဘက် Thai Fighter ကိုဒါအမှတ်နဲ့နိုင်ရတယ်ဆိုတော့ဒီနေ့ခက်သားချက်တွေပြပြအော်သူခံစားချက်တော့တော်ပျော်ရတယ်ကောပျော်ရရဟောသူ့ကိုနိုင်တဲ့အတွက်ကျွန်တော်အရင်ရှုံးပွဲကနေအခုလိုနိုင်ပွဲပြန်ရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ပျော်လည်းပျော်ပါဗျအမှတ်နဲ့နိုင်သွားတဲ့အတွက်ညီလေးဒါဟိုလဲထိုးဖို့ပဲလာခဲ့တာလားဒါအမှတ်နဲ့နိုင်သွားတဲ့အတွက်ဟုတ်ကျွန်တော်စဉ်းစားတော့သူ့ကိုအလဲထိုးမယ်လို့ဟောမှန်းထားတော့ဒါပေမဲ့သူလည်းတော်မာတဲ့အတွက်အလဲမထိုးနိုင်ဘူးဗျကျွန်တော်အမှတ်နဲ့ပဲနိုင်ယူခဲ့တယ်ဒါ Thai Fighter တွေဆိုလို့ရှိရင်ဒါဟိုပြည့်တဲ့ရပြောကြရအောင်เนาะအမှတ်နဲ့ဆိုလို့ရှိရင်နိုင်မှုခက်ခဲတယ်အလဲထိုးမှဆိုတော့ညီလေးရောဟိုစပြိုင်တဲ့အချိန်မှာဒီအဲ့ဟာရောကိုကောင်းထဲမှာရှိနေတယ်မတီးဗျာသူတာနို့သူနိုင်မှာပဲကိုတာနို့ကိုနိုင်လို့ချင်းတာကိုလိုစံညီအဲ့ဆိုရှေ့ပွဲနဲ့နောက်ပွဲမနဲ့ကစားပုံမတူးပေါ့နော်ရှေ့ပွဲတော့ညီတော်တော်လေးရောရတယ်ရှေ့ပွဲတော့ဘာဖြစ်လို့ရောရတာလဲညီဟိုအရန်ကောင်းတဲ့နေထားနေရှေ့ပွဲတော့ဘာဖြစ်လို့အဲ့လိုဖြစ်သွားလဲကစားပုံပွဲကြောင့်ဘယ်လိုလဲမသိဘူးပွဲကြောင့်မှာပဲခြေလက်တရားတိတ်လေးကုန်အဲ့လိုဖြစ်နေခြေလက်တလေးခြေလက်မထော့တော့အဲ့လိုဖြစ်ကုန်အဲ့တော့ဒီပွဲကချိန်ယူတဲ့အနေထားမှာတော်တော်လေးအချိန်ယူလိုက်တယ်ပေါ့နော်ညီအဲ့တော့အဲ့ဒီလိုအချိန်ယူလိုက်လို့မို့ဒီပွဲအဲ့လိုကောင်းကောင်းကစားနိုင်တယ်လို့ထင်လားညီဟုတ်တယ်ဗျဟုတ်ဒီပွဲကတော့ weight လဲကြိုရှို့ရဲဆိုတော့တိတ်ပြီးမှမပင်ပန်းတော့ဗျ weight လျှော့တာလေးနဲ့ခက်ခဲတယ်လို့ပြောတယ်ဘယ်လိုခက်ခဲရလဲတစ်ချက်ပြောပြပါလား weight ကတော့မလွယ်ဗျရက်နှစ်ပတ်လောက်ကနေစရှို့တာဗျကျွန်တော်အဲ့ဒါကြောင့်ပဲကျွန်တော်ဒီပွဲမှာကောင်းကောင်းရုံးတယ်အရင်ပွဲတွေကြတော့10ရက်လောက်လိုမှပဲဝန်ကနေချလိုက်တော့ဘာမှမလုပ်နိုင်တော့ဝိတ်ချအဲ့လိုဖြစ်နေတယ်ပြိုင်ဘက်နဲ့ပတ်သက်ပြီးတခြားလေးလာခဲ့သေးလားညီဟုတ်သူ့ပွဲတွေပဲအမြဲကြည့်တယ်ဗျဟုတ်သူ့ပွဲတွေနေရိုင်းနဲ့ထိုးတဲ့ပွဲတွေရောပြင်တခြားသူအလဲထိုးပွဲတွေရောအကုန်ကြည့်ရဗျနေရိုင်းစီကနေရော information လေးရခဲ့လေသူဘယ်လိုထိုးတတ်တယ်ဆိုတာလေကြာနေရိုင်းစီကရောအချက်လက်လေးရခဲ့သေးလားသူ့ရဲ့အကြောင်းလေးတွေဘယ်လိုထိုးရသွားမေးလိုက်သေးလားညီမေးတော့မမေးဘူးဗျဟုတ်အခုဒီကွန်းထဲမှာရောရတဲ့အနေထားမှာတော့ပွဲဆလာခဲ့တဲ့ညီလာတယ်ပေါ့နော်အဲ့တော့ဘဲချိလောက်မှာစပြီးတော့ခုကိုယုံကြည်မှုအပြည့်ရှိလဲငါဒါစီကစားနိုင်တယ်ဆိုတဲ့ပုံစံမျိုးဒုတိယအချီလောက်မှာကျွန်တော်တာလို့မြင်ပိုတာလို့မြင်ဗျာရှေ့ရမြန်မာဖိုက်တာတွေကဇက်တိုက်ရှုံးတဲ့အနေထားမှာပေါ့နော်ညှိနေတယ်အဲ့လိုဇက်တိုက်ရှုံးနေရရှက်တကွဲနဲ့ရှုံးနေတဲ့အနေထားဆိုဒီပွဲထိုးရတာဖိအားရှိလားညီအဲ့လိုတော့မရှိဘူးဗျဒါပေမဲ့ကျွန်တော်အနိုင်ရမယ်ဆိုမှလာခဲ့ရတယ်ဟုတ်အဲ့တော့ချင်းလူမျိုးတွေထဲမှာရှားပွားဖိုက်တာတွေထွက်လာပါတော့အခုညီရလဲနိုင်ပွဲပြန်ရလာပြီပေါ့နော်မကြခင်ဂျော်ရှွာဘန်လဲပွဲထိုးတော့မယ်ပေါ့နော်အဲ့တော့ညီတို့အဲ့ဂျော်ရှွာဘန်ကိုဘယ်လောက်ထိအားကြပြီးတော့လို့စူးစမ်းပြစ်လဲညီသူ့တော့အများကြီးအားကြပါတယ်ဒါပေမဲ့သူပညာတော့သူနဲ့ကျွန်တော်တို့เนี่ยအဝေးကြီးပဲလေအဝေးကြီးအစ်မလဲအဝေးကြီးကျွန်တော်တို့ခပတ်နာတော့1 Friday 5ထိုးရအခုချင်းဟုတ်အဲ့တော့တကယ်လို့မြန်ဂျော်ရှွာဘန်ကဒီညီရဲ့အင်တာဗျူးကိုကြည့်မယ်ဆိုရင်ညီသူ့အတွက်လေဟိုသတင်းစကားလေးမြန်ရှိမလားညီသူ့ကိုအားကြပြီးပြောရချင်းလိုလေးပြောပြလို့ရမလားညီသူနားမလဲတော့ဗျာဟုတ်လားမတူလားလူမျိုးမတူလားလူမျိုးတူတယ်ဘာသာစကားမတူဟုတ်သူဟာဖဲအဲ့လေအဲ့ဆိုဂျော်ရှွာဘန်နောက်ဘက်ထိုးမှာဆိုဂျော်ရှွာဘန်အတွက်ဘွယ်လီဆူတောင်းပေးလေးတစ်ချက်လေးပြောပြအောင်ညီဂျော်ရှွာဘန်ပွဲမှာခပတ်ကောက်ခွင်းနိုင်ပါစေကျွန်တော်ဆူတောင်းပေးပါတယ်စပင်းမှာခပတ်ကိုင်းနိုင်ပါစေဗျကျေးဇူးအညီလေးအနေနဲ့ပေါ့နော်ဒီပွဲပြင်ဆင်တဲ့အခါမှာဟို